စီဝိတံသာသမနောပိတိက္ခာပဒဟံနာသသာမိစီဝိတံအတ္တဟူ၍ခေါ်နေကြသည်ယုတ်ဇီဝိတနံဇီဝိတဟုသာသမနောပိအကျဉ်းချမ်းနှင့်ကြုံ၍ဆွန်လွတ်ရပါတော်လဲတိက္ခာပဒဟံသောတိထအပ်သောတိက္ခာပုဂ္ဂိုလ်အဟံဘယတတိရောတိနာသသာမိမစွန့်လို့မချိုးဖြစ်တော့ပါဗျာဣဒံမေပုညံအာတဝေခယဝဟံဟောတုဣဒံပုညဘာကံတပ္ပတတ္တနံဒီမာတိတရဏေနတာတေငတမနာကတံဝတ္တတိနန္တာဒုက္ခံကတ္တဝအပမတေနတမတိထံယောဂီပေါင်းတော်ကောင်းတို့လောကီအာယုံကာမဂုဏ်လာကြတာတရားတော်တွေကိုတရားတိုင်းအစောလုံးနိုင်ဖို့ဆိုလို့ရှိရင်ဒီငြိမ်သောစိတ်ဓာတ်ရှိဖို့လိုပါတယ်။ဒါကြောင့်တရားထိုင်ရမှာဖြစ်ပါတယ်။အထိုင်ပြေမှာစနစ်တကျ